မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့အားလုံးနဲ့အရန်နီးစပ်တဲ့အကြောင်းအရာတစ်ခုကိုပြောပြခြင်းပါတယ် Gmail ရှိလား Gmail ပို့လိုက်မယ်လို့သူများတွေပြောနေတာကြားဘူးကြတယ်မဟုတ်လားဒါပေမဲ့ကိုယ်တိုင်ကတော့ရှိတော့ရှိတယ်ကို Gmail နာမည်လည်းမမှတ်မိဘာတွေလုပ်လို့ရမှမသိ password လည်းမသိဖြစ်နေပြီလားစိတ်မပူကြပါနဲ့ကျွန်တော်လည်းအစတော့ဘာမှမသိပါဘူးဒါကတော့တကယ်ကိုအရန်လွယ်ပြီးအသုံးဝင်တဲ့အရာတစ်ခုဆိုတာတေချာလေ့လာကြည့်မှသိလာခဲ့ပါတယ်အဲ့တော့ Gmail ဆိုတာဘာလဲဆိုတာကျွန်တော်တို့တူတူလေ့လာကြည့်ကြရအောင် Gmail ဆိုတာကတော့ရိုးရှင်းပြောရရင် online ပေါ်ကကျွန်တော်တို့ရဲ့ကိုယ်ပိုင်စာလိုက်ပုံးတစ်ခုပဲဖြစ်ပါတယ်အရင်တော့စာပို့ခြင်းစာရီထဲကိုစာရီထဲအစိမ်ကောင်းကတ်စာလိုက်ကိုသွားပို့ရပါတယ်Gmail ကတော့အဲ့ဒါတွေအကုန်လုံးဖုန်းထဲမှာတင်ကိုယ့်ရဲ့ကွန်ပျူတာထဲမှာတင်ချက်ချင်းလုပ်ပြီးတော့ကိုပို့ခြင်းတဲ့လူရှိကိုကဘာနှံ့ပို့လိုက်လို့ရပါတယ် Google ကုမ္ပဏီကနေပြီးတော့မှကဘာနှံ့အလကားပို့လို့ရအောင်လုပ်ပေးထားတဲ့ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ Gmail ကဘာတွေလုပ်လို့ရလဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်အောင်နံပါတ်1ဝေးမှာရှိတဲ့ကဘာလုံးမှာရှိတဲ့သင်္ကေတချင်းတွေရှိကိုစာတွေဓာတ်ပုံတွေစက္ကန့်ပိုင်းတွင်ပို့လို့ရပါတယ်နံပါတ်2ဒါကတော့အရေးကြီးဆုံးပါပဲ Facebook တို့ TikTok တို့ Game account တို့ဖွင့်ရင်ဒီ Gmail လိပ်စာမရှိဘဲနဲ့တော့ဘယ်လိုမှဖွင့်လို့မရပါဘူး Gmail မရှိရင် Play Store ကနေလည်းကိုလိုချင်တဲ့ application တွေလည်းလုံးဝ download မရပါဘူးအဲ့တော့ Gmail ဆိုတာကျွန်တော်တို့ရဲ့ online မှာမှတ်ပုံတင်တစ်ခုလိုပဲမရှိမဖြစ်ဖြစ်နေပြီဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ကြိုက်ဆုံးအချက်ကတော့ဖုန်းထဲမှာဖုန်းနံပါတ်တွေကို Gmail တစ်ခုရှိအောင်နဲ့အလွယ်လေးတင်ထားလို့ရပါတယ်ဖုန်းပြတ်သွားရင်လည်းဒီ contact ဖုန်းနံပါတ်တွေကိုပြန်ပြီးတော့ရှာပြီးတော့ရိုက်ထည့်နေကြမလို့တော့ပဲနဲ့ Gmail ထည့်လိုက်ရင်နံပါတ်တွေအကုန်ပြန်ပေါ်လာမှာဖြစ်ပါတယ်။ရန်ကိုသုံးတဲ့ Gmail ပဲဖြစ်ပါတယ်။အဲ့တော့ Gmail ကိုစသုံးတော့ကတော့ကိုပို့လိုက်တဲ့စာရင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ data တွေလုံခြုံရေးရောစိတ်ချရရလားလို့တွေးမိဘူးပါတယ်။ဒါပေမဲ့သေချာလေ့လာကြည့်တော့ Google ကလုံခြုံရေးပိုင်းကိုတော်တော်ဦးစားပေးထားတာဖြစ်တဲ့Gmail ပို့ရင်းနဲ့မလိုအပ်တဲ့ကြော်ညာတွေ virus ပူတွေမဝင်လာနိုင်အောင်လဲသူစနစ်ကအလိုလျောက်စစ်ဆေးပေးပါတယ်။ဒါကြောင့်တော်တော်လေးတော့စိတ်ချရပါတယ်။ဒါပေမဲ့အသေးချာနားလည်အောင်သိလာပြီးတော့သုံးတတ်တယ်ဆိုရင်တော့အကုန်လုံးအသုံးပိုတဲ့မယ်ပို့ပြီးတော့စိတ်ချရမှာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာ Gmail ကိုဘယ်လိုဖွင့်ရမလဲဆိုတာနဲ့ Gmail ကိုလုံခြုံစိတ်ချရအောင်အကျိုးရှိအောင်ဘယ်လိုသုံးလို့ရမလားဆိုတာတွေကိုဆက်ပြီးတော့ရှင်းပြပေးမှာမို့လို့ဗီဒီယိုလေးကိုဆက်ပြီးတော့ channel လေးကို subscribe လုပ်ပြီးစောင့်ကြည့်ပေးဖို့လို့အတွက်ဖိတ်ခေါ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်